သောမတ်တယောက်အော်ဟစ်လိုက်တာနဲ့တပြိုင်နက်ဆိုဖာအောက်တွေထောင်းတွေနဲ့ဘီရိုနောက်ွယ်တွေကနေတိရစ္ဆာန်လေးတွေအုပ်လိုက်ကြီးပြေးထွက်လာကြပါတယ်သောမတ်လည်းအင်ဂျီချိတ်တစ်ခုကိုကောက်ကင်ပြီးယူမတက်ဖြစ်ကဟိုပြေးဒီပြေးနဲ့တိရစ္ဆာန်တွေကိုလိုက်လံနေထုတ်ပါတော့တယ်တိရစ္ဆာန်တွေလည်းလူနေအင်ဂျီတဲကနေအရက်ရက်ကိုထွက်ပြေးကြရပါတယ်ငါအိမ်နဲ့နောက်တစ်ခါခြေဦးမလဲနဲ့လို့သူကနှင်ထုတ်လိုက်ပေမဲ့ရှုပ်ပွားနေတဲ့အင်ဂျီကိုတော့သူတယောက်တည်းတရှင်းရေးလုပ်ရဦးမှာပါသောမတ်လည်းမတက်တာတော့ပဲအင်ဂျီကိုတဖြည်းဖြည်းချင်းပြန်လဲစီစဉ်ရပါတယ်တရှင်းရေးလုပ်ပြီးတာနဲ့ခြံဝင်းကိုချက်ချင်းပြင်ဆင်ပြီးပျက်စီးနေတဲ့တကားတွေနဲ့တိရစ္ဆာန်တွေတိုးဝင်နိုင်တဲ့အပေါင်းမှန်သမျှကိုအကုန်လိုက်ပိတ်ပါတော့တယ်အဲ့ဒီအချိန်မှာသူ့အိမ်နီးချင်းဘီယာကမှန်ပြောင်းတလက်ဆောင်လာပေးပြီးတဘာဝတရားကိုပို့ပြီးတန်ဖိုးထားတက်လာအောင်လို့ပါဆိုပြီးပြောပါတယ်သူမကဒီခြံတကားလေးကိုတော့ဖွင့်ထားလိုက်ရအောင်လေတော်တိုင်းတိရစ္ဆာန်လေးတွေလွတ်လွတ်လပ်လပ်သွားလာနိုင်တာပေါ့လို့ပြောပြီးဖွင့်လိုက်ပါတယ်သောမတ်ကမှန်ပြောင်းနဲ့ကြည့်လိုက်တဲ့အခါယုံတွေချင်းကလာတာကိုတွေ့သွားတာကြောင့်ခြံစည်းရိုးမှာလုံခြုံရေးစနစ်အသစ်တွေကိုချက်ချင်းတက်ဆင်လိုက်ပါတယ်ပီတာကဒီကိရိယာအသစ်တွေကိုမြင်တော့ဒေါသထွက်ပြီးခြေဆောင်ပါတော့တယ်သူတို့ကပိတ်ဆို့လေးပီတာကပိုဝင်ချင်းလေးပါပဲပီတာကဘင်ဂျမင်ကိုဆွဲခေါ်ပြီးခြံစည်းရိုးပေါ်ကနေကျိုးရဲလျှောက်ဖို့စီစဉ်ပါတယ်ဒါပေမဲ့ဘင်ဂျမင်ကခြေချော်ပြီးဟန်ချက်ပြတ်သွားတာကြောင့်ပီတာကိုလက်ဆွဲလိုက်ရပီတာကအောက်ကနေထိမ့်ပေးရတဲ့တန်းတစ်ခုလိုဖြစ်သွားပါတယ်နှစ်ယောက်သားကြအိုးပေါ်မှာရင်ထိုးနေရင်နောက်ဆုံးတော့ဟန်ချက်ပြက်ပြီးပြုတ်ကျသွားပါတယ်ကန်ကောင်းကျင်တော့အဝတ်လန်းကျိုးပေါ်မှာလန်းထားတဲ့ဘောင်းဘီတဲကိုကွက်တိကျသွားပါတယ်ဒါပေမဲ့သောမတ်ကသူတို့နောက်မှာရက်နေတာကိုသူတို့သိမထားမိပါဘူးသောမတ်ကသူတို့ကိုမြင်သွားပါပြီးယုံနှစ်ကောင်ဟာအတင်းထွက်ပြေးပေမဲ့ဘယ်နေရာပြေးပြေးသောမတ်ကတစိတကောင်လိုသူတို့ရှေ့မှာပေါ်ပေါ်လာပါတယ်ပီတာနဲ့ဘင်ဂျမင်တို့စတိုခန်းနဲ့ပြေးဝင်သွားတဲ့အခါသောမတ်နဲ့အကြီးကျယ်ရုံးရင်ဆန်ခတ်ဖြစ်ကြပါတယ်ပီတာကတော့အပေါက်တစ်ခုကိုတွေ့ပြီးထွက်ပြေးနိုင်ခဲ့ရင်မဲ့ဘင်ဂျမင်ကတော့မလွတ်ဘဲသောမတ်ရဲ့အဖမ်းခံလိုက်ရပါတယ်သောမတ်ကသူ့ကိုအိတ်ထဲထည့်ပြီးမြစ်ထဲသွားပြဖို့လုပ်ပါတယ်ပီတာနဲ့တခြားယုံတွေကဘင်ဂျမင်ကိုကယ်ဖို့သောမတ်ရဲ့ကားပေါ်ကိုဝိုင်းခုန်တက်ပြီးနောက်ဆုံးမှာတော့ကယ်ထုတ်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသောမတ်ကလမ်းမှာဘီယာနဲ့တွေ့ပြီးနှစ်ယောက်သားစကားကောင်းနေကြပါတယ်အနားမှာပုံနေတဲ့ယုံတွေကတော့ဒီမြင်ကွင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်ပေမဲ့ဘာမှမတတ်နိုင်ကြပါဘူးအဲ့ဒီနောက်ပိုင်းသောမတ်နဲ့ဘီယာတို့ဟာတနေ့ထက်တနေ့ပိုရင်းနေလာကြပါတယ်စက်ပြေးတူစီယောဂတူလုံးလေးတူလော်ပြီးညဘက်မှာမီးုံပေးထိုင်ကစကားတွေပြောကြပါတယ်မိုးရွာတဲ့နေ့တစ်နေ့မှာဘီယာကယုံတွေကိုလာရှာပေမဲ့သောမတ်ကသူမကိုမိုးထဲမှာပဲထားခဲ့ပြီးတကားပိတ်ထားပါတယ်ဒါကိုမြင်သွားတဲ့ဘီတာကအားနဲ့ပြေးလာပြီးတကားကိုကန်ဖွင့်လိုက်ကသောမတ်ကိုထိတ်တိုက်ရင်ဆိုင်ဖို့ပြင်ပါတယ်အဲ့ဒီအချိန်မှာပဲဘီယာကအပြင်ကနေဝင်လာပြီးဘီတာကိုဖတ်လိုက်ပါတယ်အချိန်လေးကချက်ချင်းဆိုသလိုအိုးတိုးအောင်တောင်ဖြစ်သွားပါတော့တယ်သောမတ်ကဘီယာဟာယုံတွေကိုချစ်မှန်းသိတာကြောင့်သူမရှိမှတော့ ACB ဖော်ရည်တောင်ဟန်ဆောင်ပြပါတယ်ဘီယာလက်ထွက်သွားတာနဲ့တပြိုင်နက်သောမတ်အင်းနဲ့ဘီတာတို့ပြန်ကြပါတော့တယ်မင်းတော့ငါလက်ထဲမိပြီးယုံစုပ်ဆိုပြီးအပြန်လန်ထိုးနှက်ကြတာဘယ်သူမှအလျှော့မပေးပါဘူးဘီယာပြန်လာတဲ့အခါမှာတော့သူတို့ကချက်ချင်းရက်လိုက်ပြီးဘာမှမဖြစ်သလိုဟန်ဆောင်ကြပြန်ပါတယ်ဘီယာထွက်သွားတာနဲ့တိုက်ပွဲကပြန်စားပါတယ်တိုက်ပွဲရှိန်တက်နေတော့မှသောမတ်ကဘီတာကိုနေရန်မှာကတ်ထားရင်းနဲ့အိမ်မှာချိတ်ထားတဲ့ဘီယာရဲ့ပန်းချီကားတစ်ချက်ကိုမတော်တဆပုတ်မိသွားပါတယ်ဘီယာကအိမ်ထဲကထွက်လာချိန်မှာဒါကိုအချိန်ကိုက်မြင်သွားပါတယ်ဘီတာကရှင်းပြဖို့စူးစမ်းပေမဲ့ဘီယာကဘီတာလုပ်တယ်လို့ထင်ပြီးသူ့ကိုအိမ်ပြင်နှင်ထုတ်လိုက်ပါတယ်သောမတ်ကသူ့နောက်ကနေလောင်ပြုံးနေတာကိုဘီတာမြင်သွားပြီးဒီကိစ္စကိုတော့ငါပြက်ရှင်းမှဖြစ်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတော့တယ်